ဟာဗုဒ္ဓဆုံးမပတိကသုံးသွဲပြောက်ွယ်ကျိကြာဤပဋ္ဌာန်းကျန်တော်ကြီးကစ၍ကွယ်ရမည်တန်တနာသုံးဝိနီစင်တိုင်းတန်လင်းမကွယ်ခင်ယခုကွယ်ပြောက်လို့စဲစဲအာနံခိုက်မှပဋ္ဌာန်းရဲ့ပွဲရဲ့တွေ့ကြုံပါသဖြင့်လွန်စွာဝမ်းမြောက်အထောက်အကူဗုဒ္ဓသာသနာတော်ကိုထွန်းပါရဲ့လို့ဆိုဖို့လွင့်ပြောက်တရားဟောဓမ္မတပိတော်နာမကျွန်တော်သည်ညေတပိတော်အားဇယမင်္ဂလာဖျားဖို့တရားကိုတန်ခါကုန်နေမိကုံဖကုံဆရာတခင်တို့ဤကိုယ်တော်ကိုဝေမနာမိပဋ္ဌာန်းမယုတ်ခင်စိတ်ကြည်လင်အောင်မြန်ရွှေပြည်ဆိုလက်စေပြထိတ်မှမိုး၍ရှေခိုးကြောက်လိုက်ပါ၏ဖျားသာဓုခေါ်သာဓု